အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပြောပြပေးသွားမယ့်ဘုသူတအကြောင်းအရာကတော့United States President တွေရဲ့အကြောင်းကိုသူအချင်းမျှဝေပေးတော့မှာဖြစ်ပါတယ်1885ကနေ1889အထိ President တောင်ကိုထမ်းဆောင်တဲ့သူက Grover Cleveland ပဲဖြစ်ပါတယ်Benjamin Harrison က1889ကနေ1893အထိ United States President ကိုထမ်းဆောင်ခဲ့တယ်Grover Cleveland က1893ကနေ1899အထိ United States President ကိုထမ်းဆောင်ခဲ့တယ်1899နဲ့1900ခုနှစ်အထိ President တောင်ကိုထမ်းဆောင်တဲ့သူကWilliam McKinley ပဲဖြစ်ပါတယ်Theodore Roosevelt က1900ခုနှစ်ကနေ1909ခုနှစ်အထိ United States President ကိုထမ်းဆောင်ခဲ့တယ်1909ခုနှစ်ကနေ1913ခုနှစ်အထိ United States President ကိုထမ်းဆောင်တဲ့သူကWilliam Howard Taft ပဲဖြစ်ပါတယ်1913ကနေ1921ခုနှစ်အထိ United States President ကိုထမ်းဆောင်တဲ့သူကWoodrow Wilson ပဲဖြစ်ပါတယ်1921ခုနှစ်ကနေ1923ခုနှစ်အထိ United States President ကိုထမ်းဆောင်တဲ့သူကWarren G. Harding ပဲဖြစ်ပါတယ် Calvin Coolidge က1923ကနေ1929ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့တယ်Herbert Hoover က1929ကနေ1933ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့တယ် Franklin D. Roosevelt က1933ကနေ1945ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့ပါတယ်Harry S. Truman က1945ကနေ1953ခုနှစ်အထိ American President တောင်ကိုလုပ်ခဲ့တယ်1953ကနေ1961ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်တဲ့သူကDwight D. Eisenhower ပဲဖြစ်ပါတယ်1961ခုနှစ်ကနေ1963ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်တဲ့သူကJohn F. Kennedy ပဲဖြစ်ပါတယ်1963ကနေ1969ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်တဲ့သူကLyndon B. Johnson ပဲဖြစ်ပါတယ်Richard Nixon က1969ကနေ1984ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့ပါတယ်Gerald Ford က1984ကနေ1989ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့ပါတယ်Jimmy Carter က1989ခုနှစ်ကနေ1981ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့ပါတယ်Ronald Reagan က1981ခုနှစ်ကနေ1989ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့တယ်1989ကနေ1993ခုနှစ်အထိ American President တောင်ထမ်းဆောင်တဲ့သူကGeorge H.W. Bush ပဲဖြစ်ပါတယ်1993ကနေ2001ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်တဲ့သူကBill Clinton ပဲဖြစ်ပါတယ်George W. Bush က2001ခုနှစ်ကနေ2009ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့တယ်2009ခုနှစ်ကနေ2018ခုနှစ်အထိ American President တောင်ကိုလုပ်ခဲ့တဲ့သူက Barack Obama ပဲဖြစ်ပါတယ်Donald Trump က2018ခုနှစ်ကနေ2021ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့တယ်Joe Biden က2021ခုနှစ်ကနေ2025ခုနှစ်အထိ American President တောင်ကိုထမ်းဆောင်ခဲ့ပါတယ်ဒါကတော့1989ကနေ2025အထိUnited States President 46ယောက်ရဲ့နာမည်ကိုပြောပြပေးသွားဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တင်ဆက်ပေးမယ့်အပိုင်းမှာတော့အခုPresident တဦးချင်းစီရဲ့အကြောင်းအရာကိုသူတို့ President လုပ်တဲ့အချိန်မှာဘယ်လိုစွမ်းဆောင်ခဲ့တယ်လဲဘယ်လိုနိုင်ငံကိုဥဆောင်ခဲ့တယ်လဲဆိုတာမျှဝေပြောပြပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုဆုံးဖြတ်အားပေးကြပါလို့ပြောချင်ပါတယ်